ဒီနေ့ဗီဒီယိုလေးကအသက်20ကျော်လာပြီဘာမှမဖြစ်သေးဘူးလို့ခံစားနေရရင်မိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါနော်ဒီဗီဒီယိုလေးကမိရဲ့မောင်လေးတွေညီမလေးတွေအတွက်အသက်20ကျော်လာတဲ့အခါမှာခံစားခဲ့ရတဲ့ခံစားချက်လေးတချို့ကိုမိကပြောပြပေးချင်ပါတယ်အသက်က20ကျော်လာပြီဒါပေမဲ့ကိုပြန်ကြည့်လိုက်တဲ့အခါမှာငါဘာများဖြစ်နေပြီလဲငါဘာတွေကြောင်းလဲသွားပြီလဲဆိုပြီးတော့ဒါမေတို့ကိုယ်ကမေးခွန်းထုတ်ခဲ့ပြီးရပေါ့နော်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကကိုယ့်ရဲ့တငယ်ချင်းတွေကိုကြည့်လိုက်တဲ့အချိန်မှာချိုးကကိုယ်ပိုင်စီးပွားရေးကိုစားတယ်တချို့ကပညာရေးသင်ပေးနိုင်ရောက်သွားတယ်မရှိရင်တချို့ကြတော့ကားဝယ်နိုင်နေပြီကိုကအဲ့ဒီအကြောင်းအရာတွေကိုလုံးကိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ social media တွေကမှတဆင့်ကိုကပြန်ပြီးတော့တွေ့ရတယ်တွေ့ရတဲ့ခါကျတော့ဘေးတော့ဘာဖြစ်လာလဲပုံတွေကြည့်နေတဲ့အချိန်မှာဆိုရင်သူကဘယ်ရောက်နေပြီဘာလုပ်နေပြီဖြစ်တယ်နောက်တစ်ယောက်လည်းကြည့်လိုက်ရင်ဘလို့ဖြစ်နေပြီလို့ဖြစ်အဲ့ဖုန်းပိတ်လိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုရင်မိတို့ရဲ့ခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာတယ်အဲ့ဒီအတွေးလေးကလေငါ့ဘဝမှာဘာတွေများဖြစ်လာပြီလဲဆိုပြီးတော့စတင်ပြီးတော့ကျမတို့ရဲ့ခေါင်းလေးကိုmessage ကြီးကစပြီးဝင်လာပြီပေါ့နော်အဲ့တော့ကျမတို့သိချပြန်စဉ်းစားကြည့်ရမှာကအဲ့ဒီဟာတွေကအမှန်နေလားလူတွေက social media ပေါ်မှာဘာခံစားချက်တွေဖော်ပြလေးရှိလဲဆိုရင်သူတို့ရဲ့ကောင်းတဲ့အချက်တွေဖော်ပြလို့ရှိရင်တခါလေကြာရင်လူငယ်တွေပိုင်းဆိုရင်တော့အသေးကွဲတဲ့အကြောင်းအရာတွေများတဲ့ခါကျတော့အသေးကွဲခြင်းလေးတွေကောင်းလေးတွေကောင်မလေးတွေရှိရကြတော့လေဒီကောင်းလေးတွေကောင်မလေးတွေရသွားတဲ့အချိန်မှာသူတို့ဖြစ်တဲ့ emotion တွေကိုဖော်ပြလေးရှိရပေါ့နော်အဲ့ဒါကအမှန်နေလားလူတိုင်းက social media ကိုချပြတဲ့ percentage အများစုကလေသူတို့ရဲ့ကောင်းတဲ့အပိုင်းကိုလူတွေကိုသိစေခြင်းလို့ချပြကြတာအဲ့တော့ဒါမဲ့ဒီနေ့လေမိကမိရဲ့မောင်လေးတွေညီမလေးတွေကိုတခုပြောချင်တာကသူကမင်းတို့ရဲ့ timeline နဲ့သူများရဲ့ timeline ကိုတွားပြီးတော့တိုင်းနေတဲ့ခါကျတော့အဲ့ဒီမှာစပြီးတော့ပြဿနာကတက်တာပဲလူတိုင်းမှာကလေအဓိကဘာလဲဆိုရင်အချိန်တွေမတူကြဘူးအသက်22မှာအောင်မြင်သွားတဲ့သူရှိတယ်အသက်28မှာကိုယ်လန်းကိုရှာတွေ့သွားတဲ့သူရှိတယ်အသက်35ရောက်တော့မှဘဝပြောင်းသွားတဲ့သူတွေလည်းရှိတယ်တချို့လူတွေကကြတော့ငယ်လေးနဲ့အောင်မြင်သွားကြတယ်ဒါပေမဲ့သူတို့အဲ့ဒီအချိန်တော်တွင်မှာသူတို့ကြိတ်ပြီးတော့စူးစမ်းနေရတာတိတ်လေးစူးစမ်းနေရမှတဆင့်အောင်မြင်ခြင်းဆိုတဲ့လမ်းစာယူကိုသူတို့စပြီးတော့တွေးလိုက်ရတာပေါ့နော်အဲ့တော့မင်းတို့တွေမြင်နေရတဲ့အရာကသူတို့ရဲ့ရရှိလာတဲ့ result တစ်ခုကိုပဲအမြင်လိုက်ရဥပမာပေါ့သူကဒီလုပ်ငန်းနယ်ပယ်မှာအရန်ကိုအောင်မြင်နေပြီလို့ကိုကမြင်လိုက်တာဒါပေမဲ့သူအဲ့ဒီလုပ်ငန်းနယ်ပယ်မှာအောင်မြင်ဖို့အတွက်သူ့မှာမအိတ်ခဲ့ရတဲ့ညတွေမရှိဘူးလားရှိမှာပဲငိုခဲ့ရတဲ့အချိန်တွေမအောင်မြင်တဲ့အချိန်မှာအချိန်ကြာရှုံးနေတဲ့အချိန်မှာခံစားရတဲ့ခံစားချက်တွေအရှုံးတွေခဏကြုံတွေ့လာတဲ့အခါမှာကိုယုံကြည်မှုပျောက်ဆုံးလာတာတွေအဲ့တော့သူများတွေရဲ့ highlight အရာတစ်ခုကိုယ့်ရဲ့ behind the scene နဲ့ရှင်လို့မရဘူးသူ့ရဲ့ result ကိုကြည့်ပြီးငါမအောင်မြင်သေးဘူးလို့ပြောလို့မရဘူးနောက်မေတို့စဉ်းစားရမှာတခုရှိတာလေမင်းမအောင်မြင်သေးတာလားတကယ်တော့လေမင်းရဲ့မိတ်ဆွေတွေအကုန်လုံးကမအောင်မြင်သေးတာမဟုတ်ဘူးတီဆောက်နေရတဲ့အချိန်ကာလတစ်ခုပဲရှိသေးတာတခါတလေမိကိုယ်တိုင်မိရဲ့ဘဝမှာငါဘာလုပ်နေလဲဆိုပြီးတော့တွေးနေရတဲ့အချိန်တွေတောင်ရှိခဲ့ဘူးတယ်အဲ့လို live တစ်ခုကိုလည်းမိကိုယ်တိုင်ဖြတ်တန်းခဲ့ဘူးတယ်ဘာလဲအဲ့ဒါဆိုရင်အဲ့လိုအချိန်တွေကကိုကကြာရှုံးနေတဲ့အချိန်တွေလားမဟုတ်ပါဘူးကိုရဲ့ရည်ရွယ်ချက်နဲ့ကိုရဲ့ရည်မှန်းချက်ကိုရဲ့ဝါသနာကို session period ဆိုတဲ့ stage တစ်ခုကိုမျိုးရောက်ရှိနေတဲ့အနေအထားပေါ့အဲ့တော့ကိုကဘာကိုကြိုက်လဲကိုမသိသေးဘူးကိုဘာကြိုက်လို့ကြိုက်မှန်းမသိသေးဘူးเนาะကိုဘာကိုဝါသနာပါလို့ဝါသနာပါမှန်းမသိသေးဘူးကိုရဲ့ scale ကိုဘလို့ဆက်သွားမလဲဆိုတာလဲကိုမသိသေးဘူးဘာတွေကိုထပ်ပြီးတော့သင်ရမလဲဆိုတာလဲကိုမသိသေးဘူးဘသူနဲ့ဘဝကိုရှေ့ဆက်သွားရမလဲဆိုတာလဲကိုမသိသေးဘူးအဲ့ဒါ
ဒါတွေအားလုံးသိဖို့အတွက်ကမေတို့အချိန်အတိုင်းတာတစ်ခုလိုကိုလိုအပ်ပါတယ်အတွေ့အကြုံတွေလိုတယ်တခါတလေလေးအဲ့ဒီကိုလုံးလိုက်ရတဲ့ကိုဝါသနာပါတယ်လို့ထင်လိုက်ရတဲ့အရာတစ်ခုကိုကလုံးလိုက်တယ်ဆိုပါစို့အဲ့ဒီအရာအတွက်ကကိုကတကယ်တမ်းကျတော့ဝါသနာမပါနေကိုထင်ခဲ့တာငါဒါလေးကိုဝါသနာပါတယ်လို့ကိုစိတ်ထဲမှာထင်ခဲ့တာအဲ့အတွက်ကြောင့်တခါတလေကိုရီကအမားတွေတောင်မှလုံးမိနိုင်တယ်မေရဲ့ life career မှာလေမေကဒီ IT ပိုင်းနဲ့ကိုကစပြီးတော့ဝါသနာပါတယ်ထင်ပြီးတော့စတင်လေ့လာခဲ့ပြီးတယ်ဒါပေမဲ့မေကိုယ်တိုင်သိရှိခဲ့ရတဲ့အသည့်ကမေ26နှစ်မှာမေကိုယ်တိုင်ဘာကိုဝါသနာပါလဲဆိုတော့မေကိုယ်တိုင်တဲကွဲသိခဲ့ရတယ်နော်အဲ့တော့ကိုစပြီးတော့လေ့လာခဲ့ရတာက IT ဒါပေမဲ့မေလက်ရှိအခုနယ်ပယ်ထဲမှာရှိနေက marketing ပိုင်းအဲ့တော့ဘာတွေกว่าလဲတခါလေကြတော့ကိုယ့်ရဲ့အုံနောက်ထဲကိုထဲ့တဲ့အရာတွေကကိုရီငယ်တုန်းကကြတော့ဒီပညာပိုင်းတွေလည်းအဲ့လောက်ထိဖွံ့ဖြိုးတိုးတက်သေးတဲ့အချိန်မဟုတ်ဘူးတစ်ဖက်မှာလည်းကိုယ့်ရဲ့မိဘအတိုင်းဝိုင်းတွေကလည်းအဲ့လောက်ထိညွန်ပြပေးနိုင်တဲ့အနေအထားတခုမဟုတ်သေးဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့မေတို့ကမေရဲ့ life မှာပေါ့နော်မေကိုယ်တိုင်ကဖြတ်တန်းခဲ့ရတာဒီဟာလေးကကောင်းတယ်ဒါလေးဆိုရင်အလုပ်တွေပတ်စံများရနိုင်တယ်ဒါဆိုရင်ဒီကြောင်းလေးကိုတက်လိုက်ဆိုပြီးတော့ကျောင်းကိုတက်ခဲ့ရတဲ့ live တစ်ခုကိုမေကိုယ်တိုင်ဖြတ်တန်းခဲ့ရတာဒါပေမဲ့ဝါသနာပါလားမပါဘူးအလုပ်ထဲမှာပျော်လားမပျော်ဘူးအဲ့တော့ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတဲ့အချိန်မှာ himate မင်းလုပ်ဖူးပါတယ်နော်ဘယ်ပဲသွားရညပဲနောက်ကြတနာရီ2နာရီထိပဲဖြစ်သွားအဲ့ဒီအလုပ်ကိုခင်မင်းနဲ့ကိုမှကိုကလှုပ်ချင်တဲ့စိတ်ကမင်းရဲ့စိတ်ထဲမှာအပြည့်အဝရှိပြီးသားအဲ့တော့ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်ရတာနဲ့ကိုဝါသနာမပါတဲ့အလုပ်ကိုလုပ်ရတာဆိုရင်မိတ်ဆွေတို့လည်းတေချာစဉ်းစားကြည့်ပါအဲ့တော့မိကိုယ်တိုင်သိခဲ့ရတဲ့အသည့်ကနောက်ကျခဲ့တာအဲ့တော့မိရဲ့မိတ်ဆွေတွေအကုန်လုံးကိုမိကအဲ့လိုနောက်ကျခြင်းမရှိအောင်ကိုဘာဝါသနာပါလဲကိုဘာလုပ်ချင်လဲကိုဘာဖြစ်ချင်လဲဆိုတာကိုယ်တိုင်အချိန်အတိုင်းတာလေးတစ်ခုကိုတေချာပေးပြီးတော့ကိုပြန်ပြီးပါဘယ်သူမှမေးလို့မရဘူးကိုယ်တိုင်ပဲအဲ့ဒီအတွက်ကိုကဆက်ရပဲဘာကိုလုပ်တင်လဲကိုကအသက်20ကျော်ပဲရောက်သေးတယ်ကိုဘာတွေအောင်မြင်နေပြီလဲလို့တွေးရမှာမဟုတ်ဘူးငါဘလောက်တိုးတက်လာပြီလဲဆိုတာကိုပဲတွေးရမှာပြိုင်ပါလေတငယ်ချင်းနဲ့လားဒါမှမဟုတ်ဘူးကိုရဲ့ရန်ဘတ်နဲ့လားအဲ့လိုမျိုးပြိုင်ပြီးတော့ကို scale ကိုတောင်းလို့ရမှာလားမဟုတ်ဘူးနော်တကယ်တမ်းဘသူ့ကိုတိုင်းရမှာလဲဆိုရင်ကိုယ်တိုင်နဲ့ပဲတိုင်းပါဘာမလေးနဲ့တိုင်းလို့ရလဲဆိုရင်အဓိကမိရဲ့မိတ်ဆွေတွေကိုပြောချင်တာကကိုယ့်ရဲ့ schedule plan လေးကိုကိုဟာကိုကလင်ဒါထဲမှာတေချာဆွဲပါဒါမှမဟုတ်ဘူးဆိုရင်လည်းဗလာစာအုပ်ထဲမှာတေချာဆွဲပါဥပမာဆိုပါစို့ကိုကတနေ့ကိုအင်္ဂလိပ်စာ1နာရီလေ့လာမယ်ဆိုရင်အင်္ဂလိပ်စာ1နာရီလေ့လာမယ်အချိန်စရာတစ်ခုရှိမယ်ပြီးရင် AI ကိုလေ့လာမယ်အချိန်စရာတစ်ခုရှိမယ်ဥပမာ content writer လုပ်ချင်တဲ့သူတယောက်ဆိုပါစို့content တွေကို idea ဘယ်လိုပေါ်ရမလဲဆိုရဲအကြောင်းအရာကိုလေ့လာခြင်းနဲ့ဆိုရင် content idea နဲ့ပတ်သက်တဲ့အကြောင်းအရာကိုလေ့လာမယ်ဆိုရဲ title တစ်ခုအဲ့ဒါအတွက်ကအချိန်ဘယ်နှစ်နာရီပေးမယ်အဲ့လိုမျိုးလေးကိုယ့်ရဲ့စာအုပ်ထဲမှာကိုယ့်ရဲ့ notepad လေးထဲမှာကိုယ့်ရဲ့ Google Calendar လေးထဲမှာတိချာ timeline ကို schedule လုပ်ပြီးတော့ပြင်ပါဘာဖြစ်လို့မေကအဲ့လိုမျိုးလောက်ခိုင်းရတာလဲဆိုရင်မေတို့အားလုံးကလူသားတွေဆိုတဲ့အခါကျတော့ stereotype လောက်လားဒါမှမဟုတ်ဘူးဆိုရင်တကယ်ချင်းနဲ့မုံသွားစားမလားရုပ်ရှင်သွားကြည့်မလားဆိုရင်ဘယ်ဟာကိုရွေးပစ်ကြတာများလေမေကိုယ်တိုင်လည်းတကယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်မယ်မုံသွားစားမယ်ဆိုတဲ့ live တစ်ခုကိုပို့ပြီးတော့နှစ်သက်ခဲ့ဘူးတဲ့အဲ့20ကျော်ရဲ့အရွယ်မှာပေါ့နော်အဲ့တော့ကိုကဘာလဲဆိုရင် must doလောက်ကိုလုံးရမယ်ဆိုတဲ့ schedule ကိုကအရင်ချပြီးတဲ့အချိန်မှာကို့မှာပိုလာတဲ့အချိန်လေးတွေရှိအဲ့ဒီပိုလာတဲ့အချိန်မှာကိုလှုပ်ချင်တဲ့အရာကိုလှုပ်လို့ရတယ်ဒါပေမဲ့ကိုလုံးရမယ်ဆိုတဲ့အရာတစ်ခုကိုကအချိန်မပြတ်မကွက်ဖ ೇನೆ လှုပ်ပါအဲ့ဒီအတွက်လည်းအချိန်ပေးပါအဲ့တော့ဆွစကလုံးလေးကိုမိကပြန်ဆက်ပေးရမယ်ဆိုရင်ဘယ်သူနဲ့ပြန်ရမှာလဲဆိုရင်
မနေ့ကမေနဲ့ဒီနေ့မေကိုမေသည်အမြဲတမ်းပြိုင်ပါတယ်မေရဲ့ပြိုင်ဘက်ကမေကိုတိုင်းမှာပဲအဲ့ဒီအတွက်ကြောင့်မနေ့ကငါကဘာလုပ်ဖို့လိုအပ်ခဲ့တယ်မနေ့ကငါမှစကားပြောတဲ့ခါမှာငါဘလို့မှားခဲ့တာလေးတွေရှိတယ်အဲ့တော့ဒီတစ်ခါငါစကားပြောတဲ့ခါကျရင်ဘလို့လေးတွေပြောမယ်အဲ့လိုမျိုးလေးပေါ့ကိုဘာလုပ်လဲဆိုရင် comparison တွေလုပ်တယ်ပြီးသွားရင်ကိုမနေ့ကကိုနဲ့ဒီနေ့ကိုနှိုင်းယှဉ်ပြီးတော့ကို result ကိုပြန်ကြည့်တယ်အဲ့တော့မနေ့ကမေကဘာလုပ်လဲဘာတွေအမှားတွေလုပ်ခဲ့လဲဒီနေ့အမှားမဖြစ်အောင်လုပ်နိုင်တယ်မနေ့ကစာဖတ်ဆရာရှိတယ်ဒီနေ့စာပို့ဖတ်နိုင်တာလားမနေ့ကမေကတနာရီအတွင်းမှာစာမျက်နှာ9မျက်နှာပဲဖတ်နိုင်ခဲ့တာလားဒါပေမဲ့ဒီနေ့မေကတနာရီအတွင်းမှာစာမျက်နှာ10မျက်နှာဖတ်နိုင်ခဲ့တာလားကိုဟာကို comparison လုပ်ပါမနေ့ကပတ်စံကိုဘယ်လောက်ထိသုံးခဲ့လိုက်ပြီလဲဈေးဘိုးတွေဘယ်လောက်ထိကုန်သွားပြီလဲဒီနေ့ကျရင်ငါဘယ်နေရာမှာချွေတာလိုက်မယ်ဈေးဘိုးတော့ကာမိအောင်ငါဘယ်အသုံးစိတ်လေးကိုတော့ဒီနေ့တော့မသုံးဘူးဒီလိုမျိုးလေးတွေကဘာလုပ်တာလဲဆိုရင်ပြိုင်ပါ comparison လုပ်ပါ result ကိုဟာကိုတိချာလေး control လုပ်ပါအဲ့တော့ဘာတွေပိုကောင်းလာလဲမနေ့ကချက်ဒီနေ့ကိုဘာတွေလိုအပ်ချက်ရှိလာလဲဆိုတာပို့ပြီးတော့မသိလာဘူးလားပို့ပြီးတော့သိလာတယ်မနေ့ကချက်ဒီနေ့ကောင်းအောင်ပို့ပြီးတော့လုံနိုင်လာတယ်ဒါတွေအားလုံးကမေတို့ရဲ့ life တစ်ခုလုံးမှာ process တစ်ခုအနေနဲ့ပဲဖြတ်သန်းနေရတာဒီအောင်မြင်မှုဆိုတဲ့အရာကလေတနေ့တညတည်းနဲ့မေတို့ပြောင်းသွားတာမဟုတ်ဘူးတလားတည်းနဲ့လည်းပြောင်းသွားတဲ့အရာမဟုတ်ဘူးဘာကအဓိကကြလဲဆိုတော့တနေ့ကိုနည်းနည်းစီမေတို့တိဆောက်ရင်းနဲ့တနေ့မှာငါဒီလောက်တောင်မှရလာပြီလားဆိုတော့ message လေးတစ်ခုကိုမေတို့ကဘယ်သူမှစုမချင်းမင်းပေးပဲနဲ့ကိုရိုင်းသိလာတယ်ကိုရိုင်းနားလေလာတယ်အဲ့ဒီချိန်တုန်းကကိုတွေးတဲ့အတွေးနဲ့အခုကိုတွေးတဲ့အတွေးတောင်မှတူချင်မှတူတော့မှာမတူတာပိုများသွားပြီ percentage အရာမတူတာအရင်များသွားပြီပို့ပြီးတော့ရှင်းချက်တဲ့အပိုင်းတွေကိုလည်းပို့ပြီးတော့ဖြစ်လာပြီလူတွေတော်တော်များများကလေဘာတွေဖြစ်လဲဆိုရင်တခုစူးစမ်းလိုက်လို့မအောင်မြင်သေးတဲ့အချိန်မှာကိုစိတ်သက်ကြပြီးတော့လေလက်လျှော့လိုက်ကောင်းလားဆိုတဲ့အတွေးကမေတို့အားလုံးထဲမှာရှိတယ်အကောင်လုံးရဲ့စိတ်ထဲမှာလည်းရှိတယ်အနည်းနဲ့အများပဲကွာသွားကြတာပေါ့နော်အဆိုးဆုံးကဘာလဲဆိုရင်မေကိုယ်တိုင်မေရဲ့မိတ်ဆွေတွေလေအဲ့ဒီခံစားချက်ကိုခံစားမိလိမ့်မယ်ထင်ပါတယ်ကိုကဘာလဲဆိုရင်မအောင်မြင်သေးတာမဟုတ်ဘူးကိုယ့်ရဲ့ target အနေထားတစ်ခုရှိမှာပေါ့ကိုအလုပ်တစ်ခုလုပ်တယ်ထားဆိုပါစို့ကျမပစ္စည်းလေးတစ်ခုစပြီးတော့ရောင်းမယ်အဲ့ဒီရောင်းတဲ့ဟာရဲ့ target တွေ sales target တွေ achievement တွေအကုန်လုံးကနောက်6လနေရင် plan နေနဲ့ကျမကထားရခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ6လမရောက်ခင်3လလောက်ထဲမှာကျမရဲ့အဲ့ဒီ sales target တွေကလည်းမဝင်သေးဘူး sales achievement တွေကလည်းမဝင်သေးတဲ့အချိန်မှာကျမမအောင်မြင်သေးဘူးပေါ့နော်အဲ့ဒီမအောင်မြင်သေးတဲ့အချိန်မှာဘာစဖြစ်လာလဲဆိုရင်ကိုယုံကြည်မှုအားနေပြီးတော့ကိုမယုံတော့တာအဲ့ဒါကပိုအန်လေးရှိရနော်ကိုအမေကိုအတိုင်းဝိုင်းကိုတငယ်ချင်းတွေအကုန်လုံးကမယုံတာကိုမေတို့ကဘာလုပ်လို့ရလဲဆိုရင် I don't care ဆိုတဲ့ပုံစံမျိုးနဲ့မေတို့ပုံစံကိုခွာချလိုက်လို့ရတယ်ဒါပေမဲ့ကိုမယုံကြည်တော့တဲ့အခြေအနေမှာမေတို့ရဲ့ NDA ရှိတဲ့ stage ကအမြင့်ဆုံး level ဖြစ်နေပြီအဲ့တော့ကိုရိုင်းကအဲ့ဒီ level တစ်ခုကိုမရအောင်ဘာလုပ်ရမှာလဲဆိုရင်ဘယ်လိုစူးစမ်းနေတယ်ပေါ့နော်စူးစမ်းနေတဲ့တစ်ဖက်မှာလေဒါပေမဲ့နောက်တစ်ဖက်မှာလည်းဘာပြန်ကြည့်ရမလဲဆိုရင်အဲ့ဒီစူးစမ်းမှုအပေါ်မှာငါဘာမှားနေသေးလဲငါဘာမှန်နေသေးလဲဆိုတဲ့အရာတစ်ခုကို comparison လုပ်ပါအတ္တမကြီးပါနဲ့ငါမှန်တယ်ငါတက်တယ်ငါသိတယ်ငါဟာအမှန်ဆိုတဲ့အရာတစ်ခုကမေတို့တကယ်လက်တွေ့ဘဝမှာအလုံးမဖြစ်ပါဘူးအဲ့တော့ကိုပတ်ဝန်းကျင်မှာကိုကဥမာထားပါတော့ကျမကပစ္စည်းတစ်ခုကိုရောင်းနေတဲ့အချိန်မှာကျမရောင်းတဲ့နေရာကလည်းအဆင်မပြေဘူးကျမစီလာတဲ့ customer တွေကလည်းဝေးတယ်အဲ့လိုမျိုးဆိုရင်တငယ်ချင်းရေနေရာလေးပြောင်းလိုက်ပါလားဒီနေရာလေးဆိုရင်တော့ဒါပို့ပြီးတော့အဆင်ပြေမယ်မဟုတ်ဘူးငါနေရာမိုက်တယ်ငါဆိုင်ကန်ကြီးအရှိန်ကိုမိုက်နေတာလေငါဘာကိုပြောင်းရမှာလဲဒီဆိုင်ကန်အတွက်ကိုငါလောက်ထားတာပဲ charges ကဘလောက်လောက်ကုန်နေပြီအဲ့တော့ငါဘာကိစ္စပြောင်းရမှာလဲအဲ့ဒီလိုမျိုးအတ္တကြီးစွာ
ကိုယ့်ရဲ့လောက်ထားတဲ့ပုံမှာပဲမူတည်ပြီးတော့စီးပွားရေးတစ်ခုကိုရှေ့ဆက်သွားမယ်ဆိုရင်ဘာဖြစ်လာလဲဆိုရင်ကျမတို့ကြာရှုံးမှုတွေများလာမယ်မှားတာတွေကများလာမယ်အဲ့တော့ဆွဆွစကားကိုပြန်ဆက်ရမယ်ဆိုရင်ကိုယုံကြည်ချက်ရှိအောင်အမြဲတမ်းနေပါကိုအမြဲတမ်း comparison လုပ်ပါလိုအပ်ချက်တွေကိုတောင်းခံပါဝေဖန်မှုတွေကိုခံနိုင်ရှိအောင်လုပ်ပါတစ်ခါတလေကြရင်မေတို့ဘလောက်ပဲတော်နေတဲ့သူဖြစ်စေဘလောက်တက်နေတဲ့သူပဲဖြစ်နေဖြစ်စေကိုမမြင်နိုင်တဲ့တခြားသောဘက်မှာတခြားသူတယောက်မြင်နိုင်တဲ့ဘာမှမဟုတ်တဲ့အရာလေးတစ်ခုကကိုယ့်ရဲ့စီးပွားရေးကိုအထောက်ပံ့ပေးတာလေးလည်းရှိကောင်းရှိတတ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မိကဘာလို့တင်တာလဲဆိုရင်မိကအကြံဉာဏ်ပေးချင်တာကကိုကယုံကြည်ချက်အားနည်းနေပြီဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတယောက်ကိုကရင်ဖွင့်ပါကိုကဒီလိုမျိုးဖြစ်နေရဆိုဘာလို့တင်နေဆိုတဲ့အကြံဉာဏ်လေးတွေကိုယူပါကို motivation ဖြစ်လာအောင်ကိုပြန်ပြီးအရှင်နေတိုင်းမှာပြီးတော့မှစိတ်အေးလက်အေးနဲ့မိတ်ဆွေဘာလို့တင်လဲဆိုတဲ့ဟာလေးကိုဖြည်းဖြည်းချင်းစဉ်းစားကြည့်ပါအချိန်တစ်ခုခုရောက်လာတဲ့အခါမှာကိုရိုင်းကအချိန်တစ်ခုကိုပြန်ပြီးတော့မြင်အောင်ကြည့်အချိန်တွေကကုန်တာညံလိုက်တာဟုတ်ပါနော်တရားနဲ့ပြင်မနစ်2025တော့ငါဒီအချိန်ပဲကိုရှောက်နေတာဘာတွေလုပ်နေတာဘလို့တွေစူးစမ်းရုန်းကန်နေရတာဒါပေမဲ့အခုချိန်မှာအဲ့လိုမျိုးတွေမဟုတ်တော့ဘူးအဲ့ဒီချိန်တုန်းကစိတ်ညစ်ခဲ့ရတာတွေစူးစမ်းခဲ့ရတာတွေအနှိမ်ခံခဲ့ရတဲ့ဟာတွေစိတ်တက်ကြခဲ့ရတဲ့ဟာတွေအားလုံးကိုဘာဖြစ်လဲဆိုရင်ကိုယ့်ရဲ့အုံနောက်ထဲမှာပြန်ပြီးတော့မှတ်မိလာတယ်အဲ့ဒီတုန်းကအဲ့ချိန်မှာဘာဖြစ်လာလဲဆိုရင်အဲ့ဒီတုန်းကငါလက်လျှော့ခဲ့တယ်ဆိုရင်ငါဒီနေ့ဒီအတိုင်းဒီအခြေအနေတစ်ခုကိုငါရောက်မလာဘူးဟုတ်တယ်ဟုတ်အဲ့တော့ကိုကဒီနေ့ဒီအချိန်မှာကိုကဘယ်နေရာပဲရောက်နေပါစေကို့မှာအချိန်ရှိသေးတယ်ကိုယ့်ရဲ့အိမ်မက်တွေကိုကိုကမက်ခွင့်ရသေးတယ်ကို့မှာတင်ယူဖို့အချိန်တွေလည်းရှိတယ်တင်ယူနိုင်တဲ့အနေအထားတွေလည်းရှိတယ်ပြန်စားဖို့အခွင့်အရေးတွေလည်းများစွာရှိသေးတယ်ဆိုရင်မိကမင်းရဲ့မိတ်ဆွေတွေကိုအကြံဉာဏ်တစ်ခုပေးချင်ပါတယ်သူများတွေဘလောက်ရှေ့ရောက်နေပြီလဲဆိုတာကိုမကြည့်ပါနဲ့မနေ့ကမင်းနဲ့ဒီနေ့မင်းကိုပဲတေးသေးချာချာလေးရှင်းကြည့်ပါမိတ်ဆွေကနောက်ကျနေတာမဟုတ်ပါဘူးမိတ်ဆွေကအခုမှစတုံးပဲရှိပါသေးတယ်နော်မေးရဲ့ channel လေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦး။နောက်များမှလည်းဒီထက်ပိုအကျိုးရှိမဲ့ကိုအားဖြစ်စေမဲ့စကားလုံးလေးကိုမေကဆက်လက်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မေရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye